များကြီးရောင်းရပါစေရှင်တဲ့ကျေးဇူးပါညီမလေးရေအမစီမလေးဘက်ဆယ်လာရောင်းရဆုံးကတော့ဒီတဘာဝပန်းပေါင်းစုံပြားရည်လေးတွေပေါ့နော်ပြားရည်ကတော့တကြားကြံတကအရောနှောမပါတဲ့လုံးဝပြားရည်တဘာဝပန်းပေါင်းစုံပြားရည်အစ်စ်ပါနော်မတို့ကိုယ်တိုင်လည်းသုံးနေတာပါနော်ကော်ဖီနဲ့တွဲတောက်ဖို့လိုပဲဖြစ်ဖြစ်တခြားဆေးဖော်ဖို့စက်သွန်ပြူနဲ့စိန်ဖို့ကိုကြိုက်တဲ့တလို့သုံးဆွဲနိုင်ပါတယ်နော်စိတ်ကြိုက်လဲစမ်းသက်ပြီးမှဆိုင်ကိုလာရောက်ဝယ်ယူနိုင်ပါတယ်ရှင်အမကိုယ်တိုင်စမ်းပြဆိုလဲစမ်းပြပေးလို့ရပါတယ်ရှင်အမ post တစ်ခုတင်ထားပါတယ်နော်ပြားရည်စမ်းဒီလေး post တစ်ခုတင်ထားပါတယ်အဲ့လိုနည်းနဲ့အမစီမဝယ်မမဟုတ်ဘူးနော်တခြားဝယ်တဲ့ဟာတွေလည်းအဲ့လိုနည်းလေးနဲ့စမ်းသက်လို့ရပါတယ်ရှင်တဘာဝပြားရည်စစ်ပါစိတ်ချယုံကြည်စွာနဲ့သုံးဆွဲနိုင်ပါတယ်ရှင်မှာယူခြင်းနဲ့ဆိုရင်ဘိုင်ယိုမှာတင်ထားတဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ကနေတစင်ဖြစ်စေမှာယူနိုင်ပါတယ်ရှင်။ Ryan ရောက်တဲ့မျိုးတိုင်းအရောက်ငွေချေရပါတယ်ရှင်။မန်လေးပြုံးနေမျိုးရင်းဆိုရင်တော့နေချင်းပို့ပေးပါတယ်ရှင်။ဆိုင်ကိုလာဝယ်ခြင်းနဲ့ဆိုရင်တော့ဆိုင်လေးစာကတော့ရေရွယ်လန်ပသိမ်ကြီးမျိုးပေါ်မှာပါရှင်။များကြီးရောက်ပါစေလို့ဆုတောင်းပေးမှန်ပေးတဲ့ညီမလေးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။အဆုံးထိကြည့်ပေးကြတဲ့သူများလည်းကျေးဇူးပါရှင်။